ကမ္ဘောဒီးယားနယ်စပ်ကတော်နကြီးတစ်ခုထဲမှာပေါ့ဗျာတညလုံးတိတ်ဆိတ်ခြောက်ချားနေတာပဲအဲ့ဒီအချိန်မှာအသက်30ကျော်အရွယ်မောင်ဆိုတဲ့မုတ်ဆိုးတစ်ယောက်ဟာသူ့ရဲ့တူမီတနတ်ကိုကြစ်ကြစ်ပအောင်ဆိုပြီးကင်းပုံးစင်ပေါ်ကနေအောက်ကိုအကဲခံနေတာပေါ့လေအေးလေးကတိုက်ခတ်လာပြီးနှာခေါင်းထဲမှာတားရဲတလိဆန်တွေရဲ့အညီနှံ့ကလိုက်နေတာပဲအဲ့ဒီအချိန်မှာပဲအမောင်ထဲကနေကြားတစ်တကောင်ဝုန်းခနဲ့ထွက်လာပါတယ်ရောဒါပေမဲ့ထူးဆန်းတာကလေအဲ့ဒီကြားဟာမောင်ကိုရန်မှုဖို့နေစားတာမောင်ရဲ့အနောက်ဘက်ကတစ်ပင်အထက်ကိုကြည့်ပြီးကြောက်လန့်တကြားနဲ့ထွတ်ပြေးသွားတာဗျာမောင်လဲထူးဆန်းတာနဲ့အနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဘို့တော့အမောင်လေးကနေအရင်မဲကြီးတစ်ခုဟာတစ်ပင်ပေါ်မှာရပ်နေတာဗျာသူ့ရဲ့ရုပ်ထွင်ကကြောက်စရာကြီးတွားတွေကအပြင်ကိုငေါထွင်နေပြီးဗိုက်ကြီးကလည်းဖောင်ကားနေတာပဲအဲ့ဒါအရင်ကသူစားထားတဲ့လူတွေကြောင့်ပေါ့ဗျာမောင်လည်းကြောက်လန့်တကြားနဲ့တနက်နဲ့ပြစ်ဖို့ပြင်ပြီးမဲ့တနက်ကထွက်မလာဘူးဗျာအဲ့ဒီနောက်မှာတော့မောင်ရဲ့အော်ဟစ်တန်ဟာတောအုပ်ထဲမှာပြန်လည်သွားပြီးအရာအလုံးဟာပြန်ပြီးတိတ်ဆိတ်သွားပါတော့တယ်နောက်တနေ့မနက်မှာတော့ဖောင်စီဆိုတဲ့ကမ္ဘောဒီးယားအောက်လန်းဆရာတယောက်ရောက်လာခဲ့တယ်သူကအကြားအမင်ရလို့ရောက်လာတာတဲ့ဗျာတော်တဲ့ရောက်တော့သွေးတွေပေးနေတဲ့တေဝါယုတ်တစ်ခုကိုတွေ့လိုက်ရတယ်အနားမှာတော့မုတ်ဆိုးမောင်ဟာအသက်ခံထားရပြီးသားပေါ့အခြေအနေတွေကတော်တော်လေးကိုဆိုးဝါးလာခဲ့တာဗျာရွာသားတွေခမရမှာလဲကြောက်လန့်တကြားနေအဖိုးကျွန်တော်တို့အားလုံးတေကုန်ကြတော့မှာလားဆိုပြီးတုံတုံရင်ရင်နဲ့မေးရှာကြတယ်အဲ့ဒီအချိန်မှာအောက်လန်းဆရာပေါင်းစီရတော့ခက်မဲ့မဲ့ပြုံးလိုက်ရင်ကငါအစီရင်လုပ်ပေးမယ်ဘာမှမကြောက်နဲ့လို့လေးထန်မာမနဲ့ပြောပြီးအဲ့ဒီအပုပနိမိတ်ရှိတဲ့တေဝါယုတ်ကြီးကိုရွာထဲကိုတည်လာခဲ့ပါတော့တယ်ဒါပေမဲ့ပေါင်းစီရဲ့စိတ်ထဲမှာကရွာသားတွေကိုကယ်ဖို့တဲ့အဲ့ဒီတေဝါယုတ်ထဲကမော်အစွမ်းတွေကိုအထုံးချပြီးရွာကိုစိုးမိုးချင်နေတာဗျာသူ့အတွက်တော့ဒီအာကုတူယုတ်တူကြီးဟာအာနာပြဟိုလက်နက်တစ်ခုပေါ့ညရောက်တော့လက်ကွယ်ညရဲ့အမောင်ထူးကဒီရွာလုံးကိုတိတ်ဆိတ်ချုပ်ချစေခဲ့တယ်ပေါင်းစီကသူ့ရဲ့တဲဆုပ်လေးထဲမှာတေဝါယုတ်ကိုအလဲမှာထားပြီးမန်တန်ဒီကိုအာသွန့်ခွင်ဆိုင်ရွတ်ဖန်နေတာပေါ့ဒါပေမဲ့ဗျာသူထင်းတို့ဖြစ်မလာခဲ့ဘူးအော်လန်မန်တန်တွေကြားမှာတေဝါယုတ်ကညင်မသွားတဲ့အပြင်ပိုပြီးတော့တောင်အစွမ်းထက်လာခဲ့တယ်ရုပ်တူးကြီးရဲ့မျက်လုံးတွေကသွေးရောင်လိုရဲခနဲ့ဖြစ်လာပြီးတဲတခွေလုံးမှာလေပြင်းတွေကတဝေါ်ဝေါနဲ့တိုက်ခတ်လာပါလေတော့ပေါင်းစီတယောက်မျက်လုံးပြူးသွားတယ်သူမထိန်နိုင်တော့ဘူးဗျာမထင်နိုင်တာလို့သူអော်လိုက်ရဲ့အချိန်မှာပဲသူကိုယ်လိုက်ကြွေးမွေးပြုတ်ဆူထားတယ်အဲ့ဒီအတုပဘီလူကြီးကတေဝါရုပ်ထိတ်ကနေယုံထွက်လာပြီးဘောင်းစီရဲ့လေပင်ကိုအားနဲ့ညစ်ချလိုက်တယ်တဲလေးတလုံးလုံးလုခါသွားပြီးနောက်မှာတော့အော်လန်းစီယာပေါင်းစီယာသူကိုယ်တိုင်မွေးထားတဲ့ဘီလူရဲ့လက်ထဲမှာပဲအသက်ပျောက်သွားရပါတော့တယ်အဲ့ဒီချိန်မှာပဲနေဇတ်တော်နေကြီးရဲ့တစ်ဖက်ချမ်းမှာတည်င်းသုံးနေတဲ့လူပရိုဆရာတော်ကြီးဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်ဆရာတော်ဟာဇန်းအမြင်နဲ့ဒီမိစ္ဆာရဲ့ယုတ်မားတဲ့အငွေအသက်ကိုခံစားမိလိုက်တာပေါ့သာသနာရန်သူမိစ္ဆာတွေတောင်းချမ်းနေပြီးလူမိန်ကြပြီးဆရာတော်နဲ့တပြေရဟန်းတွေဟာတညလုံးတောနဲ့ထဲကိုဖျက်ချော်ပြီးရွာစီကိုအပြေးအလွှာကြွလာခဲ့ကြပါတယ်ရွာထဲမှာတော့ဒေဝေယုတ်ကဘီလူအသွင်နဲ့ရွာသားတွေကိုလိုက်တန်နေပြီဗျသွေးအလိမ့်လိမ့်နဲ့လူသက်ပွဲကြီးဖြစ်နေတဲ့အချိန်မှာပဲဆရာတော်တို့အဖွဲ့ဟာရွာထိပ်ကိုရောက်လာပါတော့တယ်တပည့်တော်တို့တားနိုင်ပါမလားဖေဟာလို့ယဟန်ငယ်လေးကစိုးရင်ကြီးနဲ့မေးတဲ့အခါဆရာတော်ကစိတ်ကိုတီးငင်ငုံထားမရမနာရွတ်ဖတ်ကြလူမိန်ကြရင်မေတ္တာပို့ကားထားနဲ့တားရှိတဲ့မန်တန်တွေကိုစူပေါင်းရွတ်ဖတ်ကြပါတော့တယ်အော်ဆရာမေဗျဆရာတော်တို့ရွတ်ဖတ်လိုက်တဲ့ကားထားတန်တွေကနေတရွာလုံးကိုလွှမ်းခြုံသွားတဲ့ရွှေရောင်အလင်းတန်းကြီးပေါ်ထွက်လာတယ်အဲ့ဒီအလင်းတန်းဟာရွာသားတွေကိုကားကွယ်ပေးတဲ့မဟာတနိုင်ကြီးလိုဖြစ်သွားပြီးလူသားစားဒေဝေယုတ်ကြီးဟာအဲ့ဒီအလင်းတန်းကိုတိုက်ထိုက်ဖို့နေနေတာသာအနာတောင်မကတ်နိုင်ပဲနာကျင်စွာနဲ့အော်ဟစ်နေရပါတော့တယ်
နဲ့အလင်းရောင်ရောက်လာတဲ့အခါမှာတော့အဲ့ဒီကြောက်စရာကောင်းတဲ့တေဝရုပ်ကြီးဟာအမောင်ထူးနဲ့အတူအေးပျော်ပြီးပျောက်ကွယ်သွားပါတော့တယ်။တရွာလုံးလည်းဘေးခင်းသွားတာပေါ့။ဒါပေမဲ့အဲ့ဒီတေဝရုပ်ကအပီးအပိုင်ပျက်စီးသွားတာလားဒါမှမဟုတ်တနေရာမှာသွားပြီးပုံအောင်နေတာလားဆိုတာဘယ်သူမှမသိနိုင်ကြဘူး။အားလုံးကတော့တနီနီမှာဓာတ်ကိုအမြင့်ဖြတ်အောင်နှိမ်နှင်းပေးမယ်သူပေါ်လာဖို့ကိုပဲဆူတောင်းနေကြရပါတော့တယ်ဗျာ။